ကဲတငယ်ချင်းတို့မိတ်ဆွေအားလုံးတို့ကိုမင်းကောင်ဒူရီကနေပြီးတော့လိုက်လဲစွာကြိုဆိုလိုက်ပါတယ်တငယ်ချင်းတို့မိတ်ဆွေအားလုံးတို့ကိုလေးစားစွာနဲ့နှုတ်ခွန်းဆက်လိုက်ပါတယ်မင်္ဂလာပါတငယ်ချင်းတို့မင်္ဂလာပါမင်္ဂလာပါမင်းကောင်ဒူရီကဒီနေ့2 လပိုင်း9 ရက်နေ့မနေ့ကညနေကနာရောလွဲချော်ခဲ့ပါတယ်နေတဲ့ကနာလွဲချော်တာပါနေတဲ့ကနာကတော့မတည့်သေးပါဘူးဒါကြောင့်တကယ်ချင်းတို့မိတ်ဆွေအားလုံးတို့မင်းကောင်ရဲ့နေတဲ့ကနာနေကိုလေးလာယုံလေးလာပါအသုံးပြုခြင်းမှပြုပါ2 လပိုင်း9 ရက်နေ့တစ်နေ့လုံးလွဲပါတယ်နေ့တိုင်းလွဲတာပါကျန်တဲ့ကဏ္ဍ6မျိုးကတော့မင်းကောင်မပြောတော့ပါအဲ့တော့နေ့တိုင်းဒီကိုငယ်ချင်းတို့လေးလာရုံပဲလေးလာပါစောင့်ကြည့်ပါမင်းကောင်ကဒီနေ့တိုင်းခဏနေကိုပုံသေးဇရာကွက်ထဲကကူးတင်ပေးတဲ့အတွက်ကြောင့်အညွန့်လွဲနေတဲ့အတွက်ကြောင့်အောင်မြင်မှုနဲ့လွဲချော်နေတာပါမင်းကောင်နေတဲ့ကဏ္ဍနေလွဲချော်နေတဲ့အတွက်တလုံးပိုင်းတွေဝမ်းချင်းနေကီး3 လုံးနေနေတဲ့ပရိတိပြီးကျင်ပါတယ်တကယ်ကိုပြီးကျင်ပါတယ်ဒါပေမဲ့လို့မင်းကောင်ရဲ့တစ္ဆာဂရိကြောင့်တိခံပါလို့မေတ္တာရက်ခံပါတယ်ကဲတကယ်ချင်းတို့မိတ်ဆွေအားလုံးတို့အတွက်2 လပိုင်း10 ရက်နာနဲ့အတွက်နေတဲ့ခဏနေကိုတင်ပေးထားလိုက်ပါပြီနေတဲ့ခဏနေကိုမှရထားတဲ့လုံပိုင်းတွေဝမ်းချင်းနေနေတဲ့ကီးတွေနေတဲ့ဘရိတ်တွေနဲ့ပေါက်ဆက်ပြီးတော့လည်းသုံးဆွဲနိုင်ပါတယ်ရွေးချယ်ပြီးတော့လည်းသုံးဆွဲနိုင်ပါတယ်နေတဲ့ခဏနေကိုဒီအတိုင်းလည်းမပြုတ်မပြင်းသုံးဆွဲနိုင်ပါတယ်မနေ့က2 လပိုင်း10 ရက်နေ့မနေ့မှလည်းပဲမင်းကောင်ရဲ့နေတဲ့ခဏနေနဲ့တကယ်ချင်းတို့ငွေတို့ပတ်နေပါစီလို့ဆုတောင်းပေးလိုက်ပါတယ်